မြန်မာနိုင်ငံရေးအတွင်းပါဝင်ပတ်သက်လှုပ်ရှားလုပ်ကိုင်နေသူတွေအနေနဲ့လက်ခံထားရမယ့်အချက်တစ်ခုကတော့လက်ရှိအနေထားတိုင်းရှေမတိုးသာနောက်မဆုတ်သာ Greek လောအနေထားကနေပြည်သူတွေကတက်မတော်ကပါလိုချင်တဲ့ agent တည်ငြိမ်သောခေတ်မီဖွံ့ဖြိုးတိုးတက်သောလူမှုကိုယ်စားလှယ်များပါဝင်အုပ်ချုပ်တဲ့ democracy စနစ်ဖြစ်ပေါ်လာမှာမဟုတ်ဘူးဆိုတာပါပဲလက်ရှိအနေထားကတနည်းနည်းနဲ့ထွက်မှအားလုံးမျှော်လင့်ထားတဲ့အများကမျှော်လင့်ထားတဲ့အခြေအနေဖြစ်လာမှာပါတမရဘက်ကအကောင့်ထဲပေါ်နေတဲ့လမ်းညွှန်မြေပုံ9ချက်အတိုင်းအကောင့်ထဲပေါ်ရင်အဆုံးရှုံးနဲတဲ့အတွက်ကိုတို့ဖြစ်စေချင်တာတွေကိုအတော်သိရတဲ့အတွက်ဖြစ်နိုင်ကြလဲပုံများတဲ့အတွက်အဲ့ဒီအတိုင်းပဲဆက်ရှုပ်သွားရမယ်ဆိုတာကိုမြန်မာနိုင်ငံရေးအတွင်းပါဝင်ပတ်သက်လှုပ်ရှားလုပ်ကိုင်နေသူတွေအနေနဲ့လက်ခံထားရပါလိမ့်မယ်